ဟုတ်ကဲ့ကျွန်တော်ပတ်စံရှင်းပေးမယ်တော့ဗျာကဲအဲ့ဆိုကျွန်တော်သွားလိုက်အောင်မနော်အေးမွေပိုက်ကားပါတော့ကျနာကြပါရှင်ကျနာကြပါကျမကလေးတွေချွေးဆိုင်ရတော့ရလို့ရှိပြီရှင်အခုရဲ့ကျနာယူဆိုင်တော့ဟုတ်ငါ့ပြင်ကြည့်တော့မဝယ်အောင်ပါဘယ်တော့မှရမယ်ဒီဟဲ့ခါမကုန်တော့မယ်ကြိုက်တယ်မဟုတ်ဆိုဟဲ့ကိုဟဲ့ပစင်ချဲလေးပဲကိုရဲ့ကိုဟဲ့ချားတော့နေငါမသိထားလိုက်တော့ဘာမှမကြည့်ပါဘူးဒီကလေးမလေးကဘာလို့ကြောက်လဲငါတော့ဝင်ရထောင်းပါပဲကိုတော့ကြားတယ်အမဘလောက်ကြလဲ1500ပါရှင်ပတ်စံကျွန်တော်ပတ်စံမပြန်လာခဲ့မလို့ပတ်စံမနာကြဟဲ့လို့ငါကြည့်ခုနတည်းရောက်ငါပတ်စံခိုးထားလာမသိငါအိတ်ကထဲကနေပြီးတော့မြန်သွားမရပါဟဲ့တောင်းစားမငါပတ်စံခိုးလာတာပြောဟုတ်တာပဲငါပတ်စံပြက်ကျမမခိုးပါဘူးရှင်ပြန်ပေးဖို့ပါပဲကျမမဟုတ်ဘူးတော့ကြပါတော့ငါတူမင်းမနေပြီဒီမှာဦးလေးဖုန်းနဲ့ရိုက်ထားလိုက်ကြည့်လိုက်ကိုပစံချခဲ့တယ်ကိုကြားတော့တယ်လေညီမရဲ့အခုတောင်းမှအခုမြည်ရပါအဲ့ဆက်နဲ့ညီမပဲယူလိုက်ပါရပါရှင်ညီမယူတော့ပါခုချိန်စုညီမကလေးပဲဆိုင်နေပြီညီမပြန်တော့မယ်နော်မဟုတ်တာယူလိုက်ရပါတယ်ညီမပြန်ပြီနော်ကျေးဇူးတင်ပါတယ်ယူတော့ပါဦးပတ်စံလေးယူတော့ပါဦးအခုညီမပြောရှင်တာလူတယောက်ကအပြင်ပိုင်းမကြည့်ပါနဲ့ရှင်ပတ်စံလေးယူတော့ပါဦးညီမလေးငါတူမင်းမကြီးမှာပါတော့တလေးတုံးရောက်ရှိတယ်တော့တောင်းစားနေရတယ်သူပြည်တယ်ကြောက်မနေတော့မင်းအမှန်ကြီးဆိုသူများသူတပေါင်းတယ်ပြင်စိတ်ကိုဝင်ကြည့်တယ်ပြင်စိတ်ကိုမြင်အောင်ကြည့်ပါဟုတ်ကဲ့ကျွန်တော်နားလိုက်ပါသွားပါပြီဗျာနောက်ခါကျကျွန်တော်အလုပ်မလုပ်တော့ပါဘူးကောင်းမလေးတော့ပြီကျေးဇူးတင်ပါတယ်ဗျာ